ဟိုးရှေတော့ငါတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာအရန်ကိုရင်းနေကြတယ်တငယ်ချင်း၃ယောက်ရှိကြတဲ့သူတို့တွေကတော့တမင်တစ်တောင်ငှက်နဲ့လိတ်တို့ပဲဖြစ်ကြပါတယ်သူတို့၃ယောက်ဟာတယောက်နဲ့တယောက်အမြဲကူညီကြပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတာပေါ့ဒါပေမဲ့တနေ့မှာတော့သူတို့ရဲ့ချစ်ချီရေးကိုစမ်းသပ်မဲ့ဘေးရန်ရဲ့တစ်ခုကဆက်ဆက်မြတ်မြတ်ရောက်လာပါတော့တယ်တမနက်မှာတော့တမင်လေးဟာအစာရှာထွက်ရင်မုတ်ဆိုးတယောက်ထောင်ထားတဲ့ကြော်ကွင်းထဲကိုကျွံဝင်သွားပါလေရောတမင်လေးလေတောင်းယုံပြီးကဲကြပါဦးတငယ်ချင်းတို့ရေငါ့ကိုကဲကြပါဦးလို့အော်ပြောတာပေါ့အဲ့ဒီချိန်မှာတမင်လေးရဲ့အော်တန်ကိုကြားတာနဲ့တစ်တောင်ငှက်နဲ့လိတ်တို့ဟာချက်ချင်းပဲအပြေးရောက်လာကြပါတယ်ကြော်ကွင်းထဲမှာမိနေတဲ့တငယ်ချင်းတမင်လေးကိုကြည့်ပြီးသူတို့အရန်ကိုစိတ်မကောင်းဖြစ်သွားကြတယ်ဒါပေမဲ့သူတို့စိတ်ထဲမကျပဲတမင်လေးကိုကယ်ထုတ်ဖို့အမြန်ဆုံးတိုင်ပင်ကြပါတော့တယ်တစ်တောင်ငှက်ကလေးကအစီအစဉ်ဆွဲလိုက်ပါတယ်လိတ်လေးမင်းကကြော်ကွင်းကိုမပြတ်ပြတ်အောင်ကိုက်ဖြတ်ပေးပါငါကတော့မုတ်ဆိုးတီကိုမြန်မြန်မြောက်လာနိုင်အောင်သွားနောက်ဆက်ထားမယ်တဲ့လိတ်လေးဟာသူ့ရဲ့ခိုင်မာတဲ့သွားလေးတွေနဲ့ကြော်ကွင်းကိုဒီဇိုင်းမမတ်ကိုက်ဖြတ်နေပါတယ်တစ်ဖက်မှာလေမုတ်ဆိုးကတမင်မိပြီဆိုပြီးတောထဲကိုထွက်လာတဲ့အခါတစ်တောင်ငှက်ကလေးကမုတ်ဆိုးရဲ့မျက်နှာကိုတောင်မှန်နဲ့ခတ်လိုက်ခေါင်းအောင်စိတ်လိုက်လုပ်ပြီးလမ်းမှာအချိန်နှောင့်နေသွားအောင်အမျိုးမျိုးဟန်တာနေခဲ့ပါတယ်အချိန်တွေဟာတစ်စက္ကန့်ချင်းစီတဖြည်းဖြည်းကုန်ဆုံးသွားတယ်လိတ်လေးရဲ့ပါးစပ်ကလည်းသွေးရောင်ထွက်နေပါပြီဒါပေမဲ့တငယ်ချင်းကိုကယ်ချင်တဲ့စိတ်နဲ့အားမလျှော့ပဲစူးစမ်းနေခဲ့ပါတယ်နောက်ဆုံးမှာတော့ပြက်ပြီးလိတ်လေးကိုက်ဖြစ်လိုက်တဲ့ကျိုးဟာပြတ်တောက်သွားပြီးတမင်လေးဟာကြော်ဝင်းထဲကနေလွတ်မြောက်သွားပါတော့တယ်မုတ်ဆိုးရောက်လာတဲ့အချိန်မှာတော့တမင်လေးကတောထဲကိုပြေးဝင်သွားပြီးတစ်တောင်မှတ်ကတစ်ကိုင်းပေါ်ပြန်တက်သွားပြီးလိတ်ကလေးကလည်းရေကန်ထဲကိုငုပ်ရှိုးသွားပါပြီမုတ်ဆိုးဟာဘာမှမရပဲလက်ချီပလာနဲ့ပြန်သွားခဲ့ရပါတော့တယ်ကဲခလေးတို့ရေဒီပုံမြင်လေးကနေပေးချင်တဲ့သင်ခန်းစာကတော့စီးလုံးညီညွတ်ခြင်းဟာအင်အားဖြစ်တယ်လို့ဒုက္ခရောက်တဲ့အချိန်မှာလက်တွဲမဖြုတ်ပဲကုညီတတ်တဲ့သူတွေဟာသာစစ်မှန်တဲ့မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာပါပဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်အခုလိုပုံမြင်လေးတွေနားထောင်ဖို့ Storyland Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်